မြင်တွေ့ခဲ့တဲ့ဗီဒီယိုလေးကတော့ Facebook YouTube TikTok တွေမှာ view တွေ million နဲ့ချီရနေတဲ့အချက်တစ်လိုင်းလုပ်ချင်တဲ့တူတွေတဲ့ Anami style cooking monday ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကလောက်ရတာအရန်ကိုလွယ်ပါတယ်။ကျွန်တော်တို့ ChatGPT နဲ့ Google Flow ကိုပဲသုံးသွားမှာဖြစ်ပါတယ်။ ChatGPT မှာဇလန်းတွေကျွန်တော်တို့ဇလန်းတွေရေးမယ်နောက်ပြီးတော့ image prompt တွေတောင်းမယ် Google Flow မှာသွားပြီးတော့မှဗီဒီယိုထုတ်မှာဖြစ်ပါတယ်။နောက်ဆုံးပြီးသွားပြီဆိုရင်တော့ CapCut မှာသွားပြီးတော့မှကျွန်တော်တို့ video editing လုပ်ပါမယ်။ဗီဒီယိုလေးကနေနဲ့ရှည်တော့ကျွန်တော်မိတ်ဆွေတို့ဘေးမှာ copy လေးတစ်ခွက်လောက်တော့ခြာထားတင်ပါတယ်။အဲ့တော့ copy လေးတောင်းရင်းနဲ့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုလက်တွေ့လိုက်ပြီးတော့မှလုပ်ကြည့်လိုက်အောင်ခင်ဗျ။ကျွန်တော်ရဲ့ Grow Together channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျ။ပထမဦးဆုံးရေးကြည့်တာကကိုလို့ချင်တဲ့ဟင်းပုံစံပါ။အဲ့အတွက်ကျွန်တော်တို့ ChatGPT မှာပဲဟင်းပုံစံကိုတစ်ချက်မေးလိုက်ပါမယ်။ချက်ချင်းမြင်လိုက်တာနဲ့လူတွေကိုဆွဲဆောင်နိုင်တဲ့အစားအစာ10မျိုးပြောပါလို့ရိုက်ထည့်လိုက်မယ်။အဲ့ဒါဆိုဒီမှာသူအစားတောက်10မျိုးပေါ့နော်ကျွန်တော်ဒီမှာရေးပေးလိုက်ပြီပေါ့အဲ့မှာကိုကြိုက်တဲ့အစားတောက်လေးကိုပါကိုရွေးချယ်လို့ရတယ် cheap pizza တို့ double cheap burger တို့ပါရှိမယ်နော် strawberry cream cake အယောင်ဆုံးတဲ့ okay အဲ့တော့ကျွန်တော်နောက်တစ်ဆင့်ကဘာလို့မှလဲဆိုတော့ဒီ Anami style cooking chat ဖို့အတွက်ကိုကျွန်တော်တို့ဒီလုပ်ပုံလုပ်နည်းအဆင့်ဆင့်အတွက်ဇလန်းတစ်ချက်ရေးခိုင်းရပါမယ်အဲ့တော့ကျွန်တော်က note လေးရှိပြီးသားဆိုတော့ကျွန်တော်အဲ့ note ကို copy paste လုပ်လိုက်မယ်အဲ့နေရာမှာကျွန်တော်ဒီနားမှာကျွန်တော် green font လေးနဲ့ထားထားရပါတော့အဲ့ဒါလေးကဘာလို့ရမလဲဆိုတော့ခုနကအပေါ်မှာရေးထားတဲ့ဒီချက်ချင်တဲ့ဟင်းတွေပေါ့ကိုချက်ချင်တဲ့ဟင်းတစ်ခုကိုကိုကဒီမှာ copy လုပ်ပြီးမှအဲ့နေရာမှာထည့်ပေးလိုက်အောင်ပဲဗျကျွန်တော်ကတော့ဒီမှာ double cheap burger လုပ်တဲ့ပုံလေးနဲ့ပဲကျွန်တော်လုပ်ပြလိုက်မယ်အဲ့ဆိုရင်ဒီမှာသူဇလန်းလေးကိုရေးပေးလိုက်ပါပြီနောက်တစ်ခုကကျွန်တော်တို့ဒီမှာ character reference တောင်းရမှာဗျ character reference ကကျွန်တော်တို့ဗီဒီယိုလုပ်နေတဲ့အချိန်ထဲမှာဒီလူပုံရဲ့ကျွန်တော်တို့ဒီနောက်ဆုံးရလာမယ်ဒီဘာကာရဲ့ပုံရပေါ့နော်လုပ်နေတဲ့တစ်လျှောက်ထဲမှာတူနေအောင်လို့ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ character reference အတွက် image prompt တောင်းရမှာမယ်ဒီမှာဆိုရင်ဒီမှာစပေါ်မှုကောင်မလေးနဲ့ခုနနောက်ဆုံးဘိတ်မှာရသွားမယ်နောက်ဆုံးမှာရသွားမယ်ဒီ hamburger ပုံစံပေါ့နော်အဲ့ပုံတက်ကို character reference တောင်းလိုက်မယ်အဲ့မှာသူ prompt ရေးပေးလိုက်ပြီကာရီတာအတွက် prompt ရပြီဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီ scene တစ်ခုချင်းစီကိုကျွန်တော်တို့ဒီဗီဒီယိုလုပ်ဖို့ဓာတ်ပုံရင်ထုတ်ရမှာဗျအဲ့အတွက်ကျွန်တော်တို့ image prompt ထပ်တောင်းမယ်ကျွန်တော်ဒီမှာ scene တစ်ခုကို10 second view ခွဲပြီးတော့မှဗီဒီယိုတစ်ပုဒ်လုံးအတွက် image generation prompt တွေထုတ်ပေးပါဆိုပြီးတော့မှရေးထားတယ် site က96အဲ့မှာကျွန်တော်မိတ်ဆွေတို့က16ခုနဲ့ထုတ်လိုက်ရတယ်ဒါဆိုဒီမှာသူ image prompt တွေထုတ်ပေးလိုက်ပြီโอเคဒါဆိုရင်ကျွန်တော်တို့ image prompt တွေရလာပြီ prompt တွေရလာပြီဆိုရင်ဒါကျွန်တော်တို့ပုံထုတ်ရမယ်ဆိုတော့ကျွန်တော်မိတ်ဆွေတို့က Gemini တို့ဘာမှထုတ်လိုက်ရတယ် Flow မှာသွားထုတ်လိုက်ရတယ်ဒီ ChatGPT မှာပဲထုတ်လို့ရတယ်ကျွန်တော်ကတော့ဒီ ChatGPT မှာပဲကျွန်တော်နောက်ထပ် chat အသစ်ခေါ်ပြီးတော့မှပုံထုတ်ပြပါမယ်အဲ့တော့ပထမဆုံးကျွန်တော်ခုနက character reference ပုံကိုအရင်ဆုံးထုတ်ပါမယ်အဲ့တော့ပထမဆုံး character prompt ကိုသွားပြီးတော့မှ copy လုပ်ပြီးတော့မှကျွန်တော်က chat အသစ်ခေါ်လိုက်မယ်အဲ့မှာကျွန်တော်ပုံတက်ထုတ်လိုက်ပါမယ်character တဲ့ပုံတွေရပြီဆိုရင် scene တစ်ခုကြီးစီအတွက်ကျွန်တော်တို့ပုံတွေထပ်ထုတ်ပါမယ်အဲ့တော့ကျွန်တော်ကဒီမှာ scene 1က prompt ကို copy လုပ်ပြီးတော့မှဒီဘက်မှာပြန်ပြီးတော့မှထည့်လိုက်မယ်ဒီမှာ copy လုပ်ပြီးရင်ကျွန်တော်မိတ်ဆွေတို့ကခုနက reference ထုတ်ထားတဲ့ character ပုံတွေကိုဒီမှာပြန်ထည့်ပေးရပါမယ်အဲ့ဒါမှဗီဒီယိုလုပ်တဲ့ချိန်မှာဒီ scene တစ်ခုတိုင်းမှာဒီလောက်ထားတဲ့
ပုံတွေလူပုံတွေဒီအစားအသောက်ပုံတွေကပြောင်းမသွားမှာပဲဖြစ်ပါတယ်တကယ်လို့ကိုကအဲ့မှာ reference ပုံမထည့်လိုက်ဘူးဆိုရင်တော့ဗီဒီယိုလုပ်နေတဲ့အချိန်မှာဂျားထဲမှာပုံတွေကပြောင်းသွားနိုင်ပါတယ်အဲ့တော့ scene တစ်ခုပြီးတစ်ခုထုတ်တဲ့ချိန်တိုင်းမှာ reference ပုံတွေကိုပြန်ပြီးတော့မှထည့်ပေးရပါမယ် ChatGPT မှာပုံထုတ်တာနည်းနည်းလေးကြာတယ်ဗျအဲ့တော့ကျွန်တော်ကနည်းနည်းဗီဒီယိုလေးကိုရှင်းလိုက်မယ်ဗျကျွန်တော်မိတ်ဆွေတို့လည်းဗီဒီယိုလေးစောင့်ကြည့်နေရင်လည်း copy လေးခဏလောက်တောက်လိုက်ပါဦး Okay ဒါဆိုရင်ပုံတွေအကုန်လုံးရပြီဗျပုံတွေရပြီဆိုရင်ကျွန်တော်တို့ပုံတွေကိုပြောင်းဖို့အတွက်ဗီဒီယို prompt တောင်းပါမယ်ပုံတွေကိုဗီဒီယိုပြောင်းဖို့ပြည့်စုံတဲ့ prompt တွေပေးပါ dialogue တွေမထည့်ပါအချက်ပြုတ်အတန်တွေကိုပဲဦးစားပေးဖော်ပြပါမယ်ဒီနေရာမှာကျွန်တော်မိတ်ဆွေတို့က dialogue ထည့်ခြင်းနဲ့ဆိုရင်လည်း dialogue ထည့်လို့ရတယ်ဗျအဲ့မှာ dialogue ထည့်ရမယ့်နေရာမှာဒီ prompt ထဲမှာတစ်ခါတည်းမြန်မာလို dialogue ပါတစ်ခါတည်းထည့်ပေးပါဆိုပြီးတော့မှဗီဒီယို prompt တောင်းလို့ရပါတယ်ဒါဆိုရင်ဒီမှာသူဗီဒီယို prompt တွေသူရေးပေးလိုက်ပါပြီဒီဗီဒီယို prompt တွေရလာပြီဆိုရင်ကျွန်တော်တို့က flow မှာသွားပြီးတော့မှဗီဒီယိုထုတ်ပါမယ်ပုံမှန်တိုင်းပဲ flow တွေကိုဝင်မယ် new project တွေကိုဆက်ပြီးတော့ဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ step ဆိုတာလေးနှိပ်လိုက်မယ် step frame ထဲမှာကျွန်တော်တို့ခုနကပုံတွေအကုန်လုံးကိုထည့်လိုက်မယ်စင်ဝမ်ကပုံကိုရွေးမယ်ရွေးပြီးတော့မှဗီဒီယို prompt ကိုခုန ChatGPT မှာပြန်သွားပြီးတော့မှ copy ယူမယ် copy ယူမှာဒီမှာဗီဒီယိုထပ်ထုတ်မယ်ကျန်တဲ့ပုံတွေလည်းဒီအတိုင်းပဲကျွန်တော်တို့ဒီ scene 2ပုံယူမယ်ယူပြီးတော့မှ scene 2ကဗီဒီယို prompt ကို ChatGPT မှာပြန်သွားယူမယ်ယူပြီးတော့မှဒီမှာဗီဒီယိုထပ်ထုတ်မယ်အဲ့ပုံစံအတိုင်းပဲပေါ့တော့နောက်ဗီဒီယိုတွေလည်းအဲ့လိုမျိုးတပုံချင်းပြီးထုတ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာကနည်းနည်းလေးကြော်လိုက်မယ်เนาะအချိန်တွေအများကြီးကုန်သွားမှာဆိုလို့ပါโอเคအခုဆိုရင်ကျွန်တော်တို့ဗီဒီယိုတွေလည်းအကုန်လုံးထုတ်ပြီးပြီဆိုတော့ကျွန်တော်တို့ကတ်ထဲမှာသွားပြီးတော့မှ editing လုပ်ပါမယ်ကတ်ထဲမှာခုနကဗီဒီယိုတွေအကုန်လုံးကိုထည့်ထားလိုက်ပါတစ်ချက်လောက်ဖွင့်ကြည့်လိုက်မယ်မလို့တဲ့အပိုင်းလေးတွေရောဒီမှာဖြတ်ထုတ်ပြရမယ်ဗျကြော်နေတဲ့အပိုင်းလေးလည်းအဆင်ပြေတယ်အသားကြော်တဲ့အပိုင်းလည်းအဆင်ပြေတယ်ဒီမှာ cheese လေးတွေတင်ထားတာလည်းအဆင်ပြေတယ်သူကလည်းကြည့်ရတာစားတော့စားခြင်းပြလေးရင်းနဲ့ဖိုက်တောင်စားလာပြီဒီနေရာမှာနည်းနည်းလေးပြန်ပြင်ရမယ်ဒီနားလေးကိုဖြတ်ထုတ်လိုက်မယ်ဒီမှာနှစ်ခုဖြစ်တယ်เนาะအဲ့ဒါလည်းဖြတ်ထုတ်အောင်မယ်အဲ့တော့ဒီဘက်ကအသားတင်တဲ့ဟာနဲ့ဟိုဘက်ကပေါင်မောအုပ်တဲ့ဟာနဲ့ပေါင်မောအုပ်တဲ့ဟာလည်းဒီနားလေးမှာနည်းနည်းလေးလိုနေအဲ့နားလေးကိုလည်းနည်းနည်းလေးဖြတ်ထုတ်လိုက်မယ်ဒါဆိုရင်ကွက်တိဖြစ်သွားပြီအပေါ်နေပေါင်မောအုပ်လိုက်မယ်ဒီမှာလူက2ယောက်ထပ်သွားတယ်အဲ့ဒါလည်းတစ်ချက်ပြန်ဖြတ်ထုတ်ရမယ်ဒီဘက်ကလူ1ယောက်ဟာကိုနည်းနည်းပြန်ယူမယ်ယူပြီးအဲ့နားမှာတစ်ချက်ဖြတ်လိုက်မယ်ဟိုဘက်တိုးပြီးတော့မှဂျားထဲမှာပြောင်းသွားတဲ့ပုံစံမလို့ခြင်းလို့ဒီဘက်ကရောက်သွားတဲ့ပုံကိုတစ်ချက်ဖြတ်လိုက်မယ်ဖြတ်ပြီးဂျားတဲ့ဟာကိုဖြတ်ထုတ်လိုက်โอเคဒါဆိုရင်တော်တော်လေးဆင်ပြေသွားပြီโอเคဒါကတော့ကတ်ထဲမှာဒါကိုလိုတလိုပေါ့เนาะ editing ပြန်လုပ်တာဖြစ်ပါတယ် background music တွေပါထည့်ခြင်းနဲ့ဆိုတော့ဒီအောက်က add audio မှာကိုကြိုက်တဲ့ music ကိုတွားပြီးမှထည့်လို့ရတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးမှာကျွန်တော်မိတ်ဆွေတို့ကကိုယ်မှာ idea ရှိရင်ရှိတယ်လို့ပေါ့เนาะဒီအစားတောင်းနဲ့ပတ်သက်ပြီးတော့မှမျိုးစုံလုပ်လို့ရပါတယ်ကျွန်တော်အခုလုပ်ပြပေးထားတဲ့ဒီ format တိုင်းပဲပေါ့เนาะမိတ်ဆွေတို့ကကိုယ့်ရဲ့လုပ်ချင်တဲ့ပုံစံတွေကိုအစားတောက်တွေကိုပုံစံပြောင်းပြီးတော့မှထည့်ပြီးတော့မှဒီလိုမျိုးဗီဒီယိုမျိုးကိုလုပ်လို့ရပါတယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်နောက်လည်းဒီလိုမျိုး AI နည်းပညာနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့
ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်